ဆိုဒီနေ့ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်ညီကိုမောင်မမိသားစုတွေအားလုံးကိုကျွန်တော်ဘာကြေညာချင်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီ Kairos ဆိုတဲ့ဖရားရဲ့ပြင်ဆင်ထားသောကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့ the right time and the right place အဲ့ဒါကသွားဆုံးတာ the right time နဲ့ the right place နေရာကျသွားတဲ့အချိန်ကတင်ရေးရေးလဲလဲတင်ကိုဘယ်သူမှဆွဲချလို့မရတော့တဲ့အချိန်ပဲအဲ့ဒီ Kairos ဆိုတဲ့ဖရားပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာကတနည်းအားဖြင့်ပြောရင်ဖရားပြင်ဆင်ထားတဲ့ the right time and the right place ကဘသူတွေအတွက်လဲဆိုရင်ねဖရားမျက်မှောက်တော်ထဲမှာနေတတ်တော်သူတွေအတွက်ဖြစ်တယ်တဲ့ဖရားသခင် Kairos moment ရောက်လာပြီဆိုရင်မဖြစ်နိုင်တဲ့ຢာတွေအကုန်ဖြစ်တော့တာပဲဘယ်မှာတွေ့ရလဲဆိုယောမခန်းကြီး9အငယ်9ခဏလောက်ကြည့်အောင်အားလုံးဆိုတော့အဲ့မှာဘာတွေ့ရလဲဆိုတဲ့အခါမှာမဖြစ်နိုင်တဲ့အရာတွေအဓိကပြဿနာကဘာလဲဆိုတော့ဒီအရာကကပ္ပဦးကျမ်းခန်းကြီး18မှာတွေ့ရတယ်ဒီအကြောင်းအရာမဖြစ်နိုင်ပါဘူးလို့စာရာထင်တဲ့အချိန်မှာဖခင်ဘာလို့မဖြစ်နိုင်ရမှာလဲဖခင်ရဲ့အချိန်ရောက်လာရင်ဖြစ်ကိုဖြစ်တယ်လို့ဖခင်ကကောင်းကင်ဓမ္မအပြင်စကားလာပြောတာတနည်းအားဖြင့်ပြောရင် the right time the right place မှာမဖြစ်နိုင်တဲ့အရာတွေအကုန်ဖြစ်ကိုဖြစ်ရမယ် Kairos moment ရောက်လာပြီဆိုရင် Kairos ဆိုတဲ့အချိန်ရောက်လာပြီဆိုရင်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေအသက်60အဖွားကြီးကလည်းကိုဝင်ရှိသွားတာအသက်60ကိုဝင်ရှိဖို့ဘလို့မှမဖြစ်နိုင်တဲ့ကိစ္စကြီးလည်းဖြစ်တာပဲဘယ်အချိန်မှလဲတဲ့ at the appointed time I will return and Sarah will have a son ဆိုတော့မဖြစ်နိုင်တဲ့ Sarah ရဲ့ဝန်းကနေပရိသတ်တွေတည်ပြီးတော့ခလေးမွေးမဲ့ခြင်းရပါလေ Kairos ရောက်လာရင် Kairos ဆိုတော့ပို့တော့မှကျွန်တော်ရှင်းစေချင်တယ်ကျွန်တော်ညီကိုမောင်မတွေ Kairos ဆိုတာဘာကိုပြောတာလဲခါလေးမတင်ထင်လိမ့်မယ် Kairos ဆိုတာကတကယ် special people တွေအတွက်ပဲလို့ထင်လိမ့်မယ် no for you တင်းတို့မျောလင်းလို့ရတယ်မျောလင့်တော့သူအတွက်ဖယားသခင်စီကနေမျောလင့်တဲ့အရာကနောက်ကျကောင်းနောက်ကျလိမ့်မယ်ဒါပေမဲ့ဖြစ်ကိုဖြစ်တယ်အာမင်ဖြစ်ကိုဖြစ်တယ်ထောက်ပြမျောလင့်တော့သူအမြဲတမ်းရှက်ကြောက်ခြင်းနဲ့ကင်းလွတ်ရတဲ့ခွင့်ကိုဘုရားခင်ပြင်ဆင်ပေးတယ်ထောက်ပြမျောလင့်တော့သူအားပြည့်မယ်လို့လည်းပြောတယ်ဘာလို့အားပြည့်တာလဲစိတ်သက်ကြစရာဘာအကြောင်းမှမရှိအချိန်တိုင်တက်တဲ့ခံစရာဖြစ်ကိုဖြစ်ရတဲ့ခွင့်ကိုဘုရားကပြင်ဆင်ပေးတယ်ဘုရားအာမင်ဘယ်တော့မှအရှက်ကွဲစေတဲ့ဘုရားရှင်မဟုတ်ဘူးအာမင်ဘယ်တော့မှငါ့ကိုရှက်ကွဲစေမယ်ဘုရားမဟုတ်ဘူးဆိုတာသင်ယုံကြည်တတ်ဖို့အင်မတန်အရေးကြီးတယ်သင်မဖြစ်ချင်တာတွေဖြစ်လာရင်တောင်မှသင်ဘုရားကိုလုံးဝတန်တရားမရှိနဲ့သင်မဖြစ်ချင်တာတွေဖြစ်လာတာကသင်ရောက်မယ်ပန်းနိုင်ကိုရောက်ဖို့ရန်အတွက်လာအကောင်းဆုံးနဲ့ပြင်ဆင်ပေးနေတာဖြစ်တယ်ဆိုတာသင်သဘောပေါက်ဖို့အင်မတန်အရေးကြီးတယ်ဘုရားရှင်နာမဘုန်းကြီးပါစေ